မနက်3နာရီ4နာရီလူတွေကုန်အိမ်မက်လက်လက်မှတ်ပြီးအိပ်ပျော်နေကြတဲ့အချိန်မှာဒီကောင်မလေးကတော့နိုးထနေပါပြီ။သူမရဲ့နေရက်တွေကသူများတွေထက်အများကြီးစောစီးစွာစတင်လေးရှိပါသည်။နေမထွက်ခင်အမောင်တို့ထဲမှာတယောက်တည်းထမင်းဟိုးတွေတဲပူလောင်တဲ့မိဖို့ကြောင်လေးထဲမှာသူမရဲ့တနေ့တာကိုစတင်ရရှာပါသည်။သူမရဲ့နာမည်ကတော့ခါဟိုပါဂျပန်နိုင်ငံဟီရိုရှီမာမြို့ကလူငယ်တွေအကုန်လုံးမြို့ကြီးပြကြီးတွေစီထွက်ခွာသွားကြပြီမြ။သူမကတော့မိုးရက်မြို့ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ကြံရစ်ခဲ့တဲ့သူပါ။ကြည့်လိုက်ပါဦးဒီလက်သေးသေးလေးတွေနဲ့တနေ့ကိုအိုနေကေရီလို့ခေါ်တဲ့ထမင်းလုံးပေါင်း300ကျော်400လောက်ကိုမရက်မနာဖန်တီးနေရတာပါပူလောင်နေတဲ့ထမင်းပူပူတွေကိုလက်နဲ့ကိုင်းပုံဖော်ပြီးမနက်6နာရီ9နာရီလောက်လူတွေရုံသွားကြောင်းသွားချိန်အမိလိုက်ရောက်နိုင်ဖို့အသေးအတန်ကြိုးစားရပါသည်ပင်မဲလုံးလို့လက်မောင်းတွေနာကျင်နေမှတေးကြပြီမြဒုမရဲ့မျက်နှာမှာအပြုံးမပြတ်ပါဘူးသူဆိုင်မှာထူးခြားတာတစ်ခုကတော့ထမင်းလုံးတစ်မျိုးတည်းကိုပဲရောင်းတာပါဒါတွေမကသေးပါဘူးရောင်းရတဲ့နေရာကလည်းအနီးနားမဟုတ်ပြန်ပါဘူးသူမရဲ့100ကီလိုဂရမ်လောက်လေးတဲ့ကားအိုလေးကိုမောင်းပြီးဟီရိုရှီမာမြို့တွေကနေ15ကီလိုမီတာလောက်ဝေးတဲ့မာရီနာဟော့ဖ်လိုဝေးလံတဲ့နေရာတွေထိအရောက်သွားပြီးတော့ဖောက်တယ်ကိုစောင့်မျှော်ရရှာပါသည်။ဘိုးရွာနေပူပူဒီကားလေးထဲမှာပဲဒုက္ခတွေကိုခါးစည်းခံရင်းသူမရဲ့အိမ်မက်တွေအတွက်ရှေ့ဆက်နေတာပါ။လုံငယ်တယောက်အနေနဲ့ဒီလောက်ပင်ပန်းတဲ့တန်ကိုခံနိုင်ဖို့ဆိုတာမလွယ်ပါဘူး။ဒါပေမဲ့သူမကတော့သူမချစ်တဲ့မြို့သူမချစ်တဲ့အလုပ်အတွက်အားလုံးကိုပေးဆက်ထားပါသည်။တကယ်လို့သိနေတဲ့ဟီရိုရှီမာဘက်ကိုရောက်ဖြစ်ခဲ့ရင်ထမင်းလုံးလေးတစ်လုံးလောက်ဝယ်ပြီးသူမရဲ့အမောတွေကိုဖြည့်ဖြောက်ပေးကြပါအောင်နော်။